တိုင်းနှုံမြို့မှာရှိတဲ့နောက်ဆုံးလာဟုံရွာမှာလာဟုံနှစ်တစ်ကိုသွားပါမယ်ဗီဒီယိုရိုက်ထားတာတော့ကြာပြီအခုမှတင်ဖြစ်တာပါရှင်ဒါကတော့နောက်ဆုံးသွားတဲ့လမ်းမှာတိုင်းနှုံမြို့ကိုလမ်းမြင်ရမှာပါလမ်းကြီးကတော့ညီဝမြင်းဒီလမ်းပါရှင်လေကတဲ့လေလည်းတွေ့ရပါမယ်ချောင်းလေးလည်းတွေ့ရပါမယ်လမ်းကြီးလည်းနဲ့အဲ့ဟာတိုင်းနှုံမြို့ပါကထိုက်ရွာကနေနောက်ဆုံးထိတနိုင်နီးပါးမောင်းပြီးရောက်သွားပါတယ်ရှင်။ဒါကတော့ကျမတို့ကထိုက်တောင်းကဖွဲ့ပါရှင်။ကလေးလေးတယောက်ကြံအောင်လေးနဲ့ဒါကတော့ကျမရှစ်တော်လေးပါရှင်။သမင်းမစားခင်မှာခပုတ်ကြော်လေးတွေရှုရှင်လေးတွေအရွှေလေးတွေနဲ့အခမ်းပါတယ်ရှင်။အရွှေလေးတွေတောင်းရင်ခပုတ်လေးစားရင်သမင်းလေးစားဖို့စောင့်နေပါတယ်ရှင်အခုကတော့ဖတ်မှတူညာပိုင်းနေပြီးပါတယ်ဒီတော့ကနေပါတယ်အဲ့ဟာတော့မရိုက်ထားမိပါဘူးရှင်ကျမရဲ့ရှစ်တော်လေးရှစ်ဆရာကောင်းလားမှန်ပြီးကြပါဦးရှင်ဒါနဲ့ဒီလိုနဲ့စောင့်ဆိုင်ရင်းနဲ့မအိမ်ဘက်လည်းကိုကြည့်ရင်းနဲ့အိမ်ကတောင်ပေါ်ဆိုတော့အိမ်ကနေအိမ်မလန်သားနေကြည့်တာနဲ့တိုင်းတို့မြို့ကြီးကိုမြင်ရပါမယ်ရှင်ဘာရလိုက်တာပေါင်းဆိုင်ရေးပွဲတွေရောက်လာပါပြီရှင်အရှင်ဆရာလေးတွေပါဒါတောင်ပေါ်လာဟုံမျိုးများဖြစ်တဲ့ဟင်းရပါရှင်စားပြီးတဲ့နောက်မှာကျမရဲ့မမအချစ်တော်မမလေးတရှင်းဆိုမှဖြစ်ပါတယ်ရှင်။နားဆင်ကြပါဦးဖြစ်မနေလို့ရတဲ့ကိုကတော့ပါတယ်အခုတော့ပြီဆိုရှင်ဖြစ်မနေလုံးနေတဲ့ဟာကတော့တပုံလေးရိုက်မယ်တပုံလေးကြိုက်မှရှင်းနိုင်ရပါဖြစ်ပါတယ်ရှင်ချက်ဒါပါပဲရှင်ဘိုင်ဘိုင်